မာချာချစ်သူတွေအတွက်ဒီနေ့တော့အရန်ကိုစားလို့ကောင်းတဲ့မာချာ cheese တိုင်ဖူကိုလေးလုပ်ပြမယ်နော်ကြည့်လိုက်ပါဦးအပင်ခွန်လေးကအိတ်ဆက်နေပြီးအထက်က cheese အရာတာအိတ်ကရှားပေါ်မှာတင်အည်ပြောသွားစေမှာပါပထမဆုံးအစာသွေးဖို့အတွက် cream cheese ကိုတခြားနဲ့တခြားသမအောင်မွေးပေးပါပြီးရင်မာချာမုန်းနဲ့ heavy cream ထည့်ပြီးအနစ်လေးထည့်သွားတဲ့အထိထပ်မွေးပေးပါတမသွားပြီဆိုရင်တော့ပုံစံခွက်လေးလေးထည့်ပြီးရေခဲတက်တာအခဲခန်းထဲမှာတနားလေးလောက်ခဲထားလိုက်ပါမယ်အခုမူကြီးအခွင့်လေးလို့ဖို့ကောင်းကင်မုံကော်မုံတခြားနဲ့နွားနို့ကိုတမအောင်ယုံငွေပါမယ်အနှစ်တွေမကြံအောင်စကားလေးနဲ့စစ်ပြီးဒဲအိုးထဲထည့်ချောပတ်လေးနဲ့ထည့်ပြီးမီးအေးအေးနဲ့ကြိုပေးပါကျက်သွားရင်တော့နှွေးတုံးလေးမှာဒီလိုမျိုးဆွဲဆန်းလို့ရတဲ့အထိတေးချနေပေးရပါမယ်ဒါမှအိတ်အိတ်လေးဖြစ်မှာပါမုံသားကိုအတုံးလေးလေးပိုင်းကတ်မနီအောင်မုံချက်မုံလေးတုပ်ပြီးအပြားလေးဒီဖြစ်အောင်ဖြန့်ပေးပါစောစောခဲထားတဲ့မာချာချီစလုံးလေးကိုအလဲမထည့်တေးချလေးထုတ်ပြီးပုံနေတဲ့အဆူလေးတွေကိုကကြီးနဲ့ညှက်ထုတ်လိုက်ပါနောက်ဆုံးအနေနဲ့အပေါ်ကနေမာချာမုံလေးဖြူပေးလိုက်ရင်တော့ရပါပြီအချိုလဲမအီဘူးစားလို့အရန်ကောင်းတာမို့အားလုံးပဲလိုက်လို့ကြည့်ကြဖို့တိုက်တွန်းချင်ပါရဲ့နော်